ရာသီလက်ကျန်လေးလာကိုစူပလာတွေရောက်ဖို့ဆိုရဲခံယူချက်နဲ့ဖြတ်တန်းသွားမယ်လို့အာတီတာပြောကြားဘောလုံးကျသူများအတွက်ကျမတို့ရဲ့1 million ချန်နယ်ကပြန်လည်ပြောဆိုလိုက်ပါတယ်အာဆင်နယ်နီးပြအာတီတာကရာသီလက်ကျန်လေးလာကိုစူပလာတွေရောက်ယူဖို့ဆိုရဲခံယူချက်နဲ့ဖြတ်တန်းသွားမယ်လို့ပြောကြားခဲ့ပါတယ်အာဆင်နယ်အသင်းဟာပရီးမီးယားလိဂ်ပြိုင်ပွဲမှာနောက်ဆုံး3ပွဲဆက်နိုင်ပွဲပြောက်ခဲ့ပြီးအိမ်ကွင်းမှာပထမဆုံးရှုံးပွဲနဲ့ရင်ဆိုင်ခဲ့ရပြီးမြဲချန်ပီယံဆုအတွက်အနီးကပ်ဆုံးပြိုင်ဘက်တွေဖြစ်တဲ့မန်စီးတီးနဲ့အက်စတွန်ဗီလာတို့ကို၄မှတ်ဖြတ်ထားနိုင်ဆဲဖြစ်ပါတယ်။ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်းရာနှုန်းပြည့်အနိုင်ရလက်နဲ့ထိပ်ဆုံးမှာရပ်တည်နေပြီးလီဗလာမှာဆီမီဖိုင်နယ်ပထမကျော့အနိုင်ရထားသလို FA ဖလားမှာစတုတ္ထဆင့်ရောက်ရှိနေပါတယ်။ဒါကြောင့်အာတီတာကလက်တလုံးမှာရလက်တွေမကောင်းပေမဲ့လာမယ့်၄လမှာယုံကြည်ချက်အပြည့်နဲ့ဖြတ်တန်းသွားမှာဖြစ်ကြောင်းပြောကြားခဲ့တာဖြစ်ပြီးပရိသတ်တွေအနေနဲ့လည်းပျော်ရွှင်စွာလိုက်ပါဖြတ်တန်းဖို့မျှော်လင့်ကြောင်းပြောဆိုခဲ့ပါတယ်။ကစားသမားတွေနဲ့ဆွေးနွေးမှုကအရန်အားတက်စရာကောင်းပါတယ်။ကျွန်တော်တို့ကပြိုင်ပွဲ၄ခုစလုံးမှာတကယ်ကောင်းမွန်တဲ့အနေအထားနဲ့ရပ်တည်နေတာပါ။ဒါကြောင့်လာမယ့်၄လကိုရဲရင်စွာနဲ့စူပလာတွေရောက်မယ်ဆိုတဲ့ခံယူချက်နဲ့ပျော်ရွှင်စွာဖြတ်တန်းသွားမှာပါ။ဒီသင်းနဲ့ပတ်သက်သူအားလုံးအထူးသဖြင့်အားပေးနေကြတဲ့ပရိသတ်တွေလည်းကျွန်တော်တို့နဲ့လိုက်ပါဖြတ်တန်းမှုမျှော်လင့်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒါကကျွန်တော်တို့ဖြတ်တန်းသွားမဲ့နီလန်းဖြစ်တယ်လို့ကျွန်တော်တို့နဲ့ထိုက်တန်တဲ့နီလန်းဖြစ်နေလို့ပါပဲလို့အာတီတာပြောကြားခဲ့ပါတယ်။ဒီဟာဒီပရီးမီးယားလိဂ်ပြိုင်ပွဲကမေ24ချန်ပီယံလိဂ်ပြိုင်ပွဲကမေ30လီဗလာကမတ်22 FA ဖလားကမေ16မှာပြီးဆုံးမှာဖြစ်ပါတယ်။